အားလုံးပဲမင်္ဂလာပါဗျမင်းဘလော့ရင်ဒူဘိုင်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ share တွင်းလုပ်ပေးမယ့်အကြောင်းအရာလေးကကျွန်တော်ဒီဘိုင်းမှာနာမည်ကြီးပေါ့နော်ရန်လှပတဲ့နေရာလေးကိုခေါ်ဆောင်သွားမှာဖြစ်ပါတယ်ဗျအဲ့တော့ဆက်ကြည့်ပေးပါကျွန်တော်အခုသွားမယ့်နေရာကိုပေါ့နော်ကျွန်တော် bus number 103စီးပြီးတော့သွားလို့ရပါတယ်ကျွန်တော်အခုသွားမယ့်နေရာကတော့ဘယ်နေရာလေးလဲဆိုတော့မေရီယာဂါဒန်ကိုသွားမှာဖြစ်ပါတယ်ဗျအဲ့တော့ဆက်ကြည့်ပေးပါအောင်ဗျဒီကနေ့103ပေါ့နော် global valley ရောက်ပြီပေါ့ကျွန်တော် global valley ကနေတစ်ဆင့်ကျွန်တော်ကတစ်ဆင့်ထိုင်ထားမှာဗျကျွန်တော်ဒီ ticket တစ်ဆောင်တော့60ပေးရတယ်ပေါ့နော် ID ပါမှဝယ်လို့ရမှာပါနော် ID မပါတဲ့လူအတွက်ဆိုပို့ပြီးတော့ဈေးကြီးတယ်ပေါ့100လောက်ကျမယ်လို့ပြောပါတယ်ဗျာနော် ID ယူလာပေးလို့လိုပါတယ်ဗျဒီ ticket ဝယ်မှာဆိုရင်တော့ဟုတ်ကဲ့ဗျအခုဆိုရင်တော့ Merida Garden ကိုရောက်ပြီပေါ့အတွင်းထဲကပန်းလှပရင်နဲ့ဘာတွေလှပရလေးရှိမလဲဆိုတော့ဆက်ကြည့်ပြအောင်ဗျ Let's go ဝင်ပေါ့ရဲမှာအလှပလေးပေါ့နော်ရမ်းမိုက်ပါတယ်ဗျရမ်းလှပပါโอ้အားတော့ကျွန်တော်အလှပလေးပေါ့နော်ရမ်းလှပါရယ်နော်မေနာကားတဲ့မလာဘူးအတွက်အားလုံးပြောချင်ပါတယ်ဒါမင်းကလေးတွေအတွက်ကတော့အကြိုက်ပဲဗျအရန်လှပပါဒါလေးဆိုရင်တော့ဒါနားနေဆောင်လေးပေါ့နော်ဒီထဲလေးမှာအေးဆေးနားနေလို့ရတယ်ပေါ့နော်ရမ်းလှပါတယ်နားနေဆောင်လေးဟုတ်ကဲ့ဗျဒါလေးကတော့ကျွန်တော်မိန်နာဂါဒန်ကိုအလှပလေးကိုပြသသွားဖြစ်ပါတယ်ဗျကျွန်တော်ဗီဒီယိုလေးကိုအခုလိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်ဗျတတာ